အဲ့နောက်ပိုင်းကျမမလာရဘော်ရာဆောင်တစ်ခုကိုရောက်သွားပြီးတော့ဇက်တန်းအောင်ခဲ့တယ်အမှတ်ကောင်းကောင်းနဲ့အောင်တော်မို့ဘယ်တက္ကသိုလ်ကိုရှောက်မလဲရွေးချယ်တဲ့အခါကိုကြီးတက်ခဲ့မှုတဲ့မိထီလာစီဝါရေးတက္ကသိုလ်ပဲရွေးချယ်ခဲ့ပါတယ်။ဘာကြောင့်စီဝါရေးတက္ကသိုလ်တက်ဖို့ရွေးချယ်ခဲ့မိလဲကိုမသိခဲ့ပါဘူး။ဒါပေမဲ့အဲ့ဒီစီဝါရေးတက္ကသိုလ်မှာသာတက်မယ်ဆိုရင်ကိုကြီးရဲ့အငွေသက်တွေကိုရနိုင်မယ်လို့ယုံကြည်မိနေရတယ်ပါနိုင်မယ်ထင်တယ်။ကိုကြီးအကြောင်းတွေကိုတော့အများကြီးကြားခဲ့ပါတယ်။ကိုကြီးကစီဝါရေးတက္ကသိုလ်ကနေဘွဲ့ရပြီးဘွဲ့လုံကိုစင်ကာပူအမျိုးသားတက္ကသိုလ်ကနေတွားယူခဲ့တယ်တဲ့။ပြီးတော့ကုမ္ပဏီတစ်ခုမှာစီးပွားရေးအကြံပေးအနေနဲ့ယာရုကြီးကြီးနဲ့အလုပ်လုပ်နေကြောင်းကြားခဲ့ရတယ်။ကိုကြီးကိုတာစီမြို့လေးမှာလည်းမမြင်ခဲ့ရတာအတော့ကိုကြားသွားခဲ့ပါပြီ။ကိုကြီးနဲ့ကျမကနီးစပ်ချင်းလည်းမရှိခဲ့ပါပဲနဲ့အဝေးဆုံးကိုရောက်သွားခဲ့တာအချိန်တွေတော့အတော်ကိုကြာပါပေါ့။ကိုကြီးတို့အိမ်ဟာကုံစုံဆိုင်လေးတောင်တဖြည်းဖြည်းနဲ့မားကတ်အလက်စားလေးတစ်ခုဖြစ်ပြောင်းလဲသွားခဲ့ပါပြီ။အရင်ကစာအုပ်ဆိုင်လေးလည်းရှိမနေတော့ပါဘူး။ပိတ်ပစ်လိုက်ကြပြီ။အရာအားလုံးဟာသူ့ဟာနဲ့သူနေသားလက်ကျရှိသွားခဲ့ကြပြီလားမသိတော့ပါဘူးဒီနေ့ကမိထီလာစီဝါရေးတက္ကသိုလ်ထဲမှာ job fair ခေါ်တဲ့နေ့ပေါ့ job fair ခေါ်ရဲဆိုတာကနောက်ဆုံးနေ့ပိုင်းတွေအတွက်ကျောင်းကနေပြီးတော့ကုမ္ပဏီတွေနဲ့ join ပေးတာပါကျောင်းပြီးသွားတဲ့အချိန်အလုပ်တွေချက်ချင်းရအောင်လို့ပေါ့ကုမ္ပဏီတွေအများကြီးကဒီနေ့ကကျမတို့တက္ကသိုလ်စီကိုရောက်လာကြရဲပြီးရင်စာသင်ခန်းလေးထဲမှာကိုပိုင်ရုံးခန်းလေးတွေယာယီဖွင့်ပြီးရင်အလုပ်ခေါ်ကြတယ်အင်တာဗျူးတွေမေးကြတယ်။ကုမ္ပဏီတိုင်းလိုကသူတို့လုပ်ငန်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေဒီ description တွေကိုပုံပြလေးတွေနဲ့ဖော်ပြထားကြရဲ။အမလည်းနောက်ဆုံးနေ့ဖိုင်နယ်ဖြစ်နေခဲ့ပြီမို့ကျမသဘောကျမိတဲ့ကုမ္ပဏီတစ်ခုစီကိုဝင်ရှောက်မိတယ်။အဲ့ဒီကုမ္ပဏီကနာမည်ကြီးကုမ္ပဏီတစ်ခုဖြစ်တာမို့ကျောင်းသားတွေတော်တော်များများဝင်ရှောက်ကြပါတယ်။ကိုရေး CV ဖောင်တွေကိုအရင်ဆုံးတင်ထားရပြီးတော့အင်တာဗျူးခေါ်ဖို့အတွက်အစဉ်လိုက်စောင့်နေရပါတယ်။မနန်းတီရီဆန်အင်တာဗျူးဝင်ဖြေလို့ရပါပြီရှင်။ကျမနာမည်ကိုခေါ်ချိန်မှာတော့ MUE ကျောင်းယူနီဖောင်းလေးကိုတက်ရက်စာပြုပြင်လိုက်ရင်အင်တာဗျူးဖြေရမယ့်အခန်းထဲကိုဝင်သွားရတယ်။ရှင်တွေခုံနေတာကတော့ပြောမနေပါနဲ့။အထက်ရောက်တော့ကျောင်းစာသင်ခန်းလေးကိုယာယီအလုပ်ရုံးခန်းလေးအဖြစ်ဖွင့်ထားသည့်ပုံစံလေးကိုတက်ရက်စွာမြင်လိုက်ရတယ်။ကျမလည်းအင်တာဗျူးမေးမဲ့လူကြီးတွေရှိမဲ့နေရာကိုရောက်သွားခဲ့တယ်။ခါကိုညွတ်ကိုင်းမင်္ဂလာပါရှင်။ဆိုပြီးတော့ပြောပြီးပြန်ထဟင်အင်တာဗျူးမဲ့အထက်လူကြီးတွေကတစုံတစ်ယောက်ကိုအော်ဟောစာမြင်တွေ့လိုက်ရတယ်။အဲ့ဒီမျက်နှာလေးနဲ့အဲ့ဒီလူသားရဲ့ပုံစံအသွင်ပြတွေကိုဘယ်တော့မှမမေ့ခဲ့ဘူးတာပဲ။တိုင်ဝင်းနူးညံ့နေတတ်တဲ့အဲ့ဒီမျက်နှာလေးကိုကျမဘယ်တော့မှမေ့သွားနိုင်မယ်လည်းမထင်ပါဘူး။ဝင်းဝါနေတဲ့မျက်နှာလေးမှာထင်းကလေးပေါ်လွင်လာတဲ့မျက်လုံးမျက်ခုံးတို့ချက်ချင်းပြင်းမြင်မိတာပါပဲ။ဒါကိုကြီးပဲမလားကိုကြီးဟိမ့်ထက်လေအင်တာဗျူးရမှာမို့စိုးရိမ်တကြီးဖြစ်နေခဲ့တဲ့စိတ်ဟာအခုတော့ဘလို့မအောင်ထိန်းချုပ်လို့မရနိုင်တော့ပဲရင်တွေခုန်တဲ့ဘက်ကနေရင်တွေပူလာတဲ့အထိရောက်လာခဲ့တယ်ထူးဆန်းစွာပင်ကိုကြီးကကျမကိုပြောရင်ပြခြင်းလည်းမရှိခဲ့ပါဘူးကိုကြီးရဲ့မျက်နှာလေးမှာမျက်မှန်တလက်ပူလာခဲ့ပြီဖြစ်ပြီးကျမကိုခက်တီတီနဲ့သာစိုက်ကြည့်နေခဲ့ပါတယ်ကျမလေးပြုံးပြရမလားမပြုံးပြရဘူးလားနှုတ်ဆက်သင့်လားမနှုတ်ဆက်သင့်ဘူးလားဆိုတာကိုဝေခွဲမရခဲ့ဘူးအချိန်တွေကအရန်ကိုကြာသွားခဲ့တာမို့ကိုကြီးကရောကျမကိုမှတ်မိပါမလားဆိုတဲ့အတွေ့အကြုံဝင်နေခဲ့မိတယ်နာမည်ကနန်းတီတီဆန်နော်ကိုကြီးရဲ့ဘေးမှာရှိတဲ့ HR manager ဖြစ်တဲ့အထက်လူကြီးကကျမကိုစတင်ပြီးတော့အင်တာဗျူးတယ်ကိုကြီးကတော့ဘေးကနေပဲအကဲခတ်နေခဲ့ရပါကျမကိုအင်တာဗျူးသွားတဲ့အချိန်မှာကိုကြီးကနေစကားတွေစပြောလာခဲ့တယ်အကိုတို့ကုမ္ပဏီဘက်ကနေညီမလေးအတွက်အလုပ်ရသွားတာမရတာကိုပြန်ပြီးတော့ဆက်သွယ်ပေးပါမယ်ပြီးတော့ညီမလေးဘက်ကလိုချင်တဲ့လစာရှိမယ်ဆိုရင်လည်းအကိုတို့ဘက်ကတက်နိုင်သမျှပြန်ညှိနှိုင်းပေးပါမယ်ဟုတ်ကဲ့ရှင်ကိုကြီးကကျမကိုမမှတ်မိတာပဲလားမသိပါဘူးကျမကတော့ကိုကြီးရဲ့အတန်ကိုလည်းသိပါရဲ့ကိုကြီးရဲ့မျက်နှာကိုလည်းအခုထိမှတ်မိနေတယ်အင်းပေါ့လေငငယ်လေးတွေကခဏလောက်လေးဆုံစည်းခဲ့ရဘူးတဲ့ကလေးမလေးတယောက်ကိုမိသွားနိုင်တာလည်းဖြစ်နိုင်တာပါပဲကျမအဆောင်ဘက်ကိုပြန်ဖို့အတွက်ဝန်နှင်းဆောင်ခန်းမရှိဘက်ကနေပတ်ပြန်ခဲ့တယ်ဒီနေ့တော့စိတ်တွေမွန်းကျက်နေခဲ့ပြီမို့အဆောင်ပြန်ပြီးနားမှဖြစ်ပါတော့မယ်အရင်ကအတူတူပြန်နေကြအခန်းပေါ်တငယ်ချင်းကိုတော့စောင့်မနေတော့ဘဲနဲ့တယောက်တည်းခြေလျှောက်ပြန်လာခဲ့တယ်ဟေးအငယ်လေး
မမျောလင့်ထားခဲ့တဲ့အော်တန်လေးတစ်ခုကျမနောက်ကနေပြေးလိုက်လာရင်လမ်းခေါ်တယ်ကျမရဲ့ရင်တွေတိတ်ကနေခုန်သွားတယ်ဒီခေါ်တန်လေးကိုကျမသိတာပေါ့အိုးဒီအတန်ပိုင်ရှင်ကိုသိတာပေါ့ကျမကိုအငယ်လေးလို့ခေါ်ဘူးတဲ့သူဟာကိုကြီးတယောက်တည်းပဲမလားဘယ်နေရာပဲဖြစ်ဖြစ်ဘယ်ချိန်ပဲရောက်ကျမသိပါတယ်အမလီလမ်းလျှောက်တာမြန်လိုက်တာအငယ်လေးရေအခုကပြေးလိုက်ခဲ့ရတယ်စောနာတော့ပုံစံနဲ့ကိုကြီးရဲ့အခုပုံစံကခြားနာသွားလိုက်တာစောနာအလုပ်ထဲမှာကြခက်တီတီနဲ့သူ့ကိုလမ်းခဲ့ရတာအခုကျတော့လေငငယ်တော့ကကိုကြီးလိုမျိုးညနာလေးကအကြည့်တက်လေးရပြီးတော့ပြုံးချိုလာပါရောကျမလေးပျော်ရမလားငိုရမလားတော့မသိတော့ပါဘူးငိုချင်တဲ့စိတ်ကပိုနေတော့တာအမှန်ပါပဲအမှန်တိုင်းပြောရရင်ကိုကြီးကိုစိတ်ကောက်ချင်နေမိတယ်အခုကိုစိတ်ဆိုးသွားမှဆိုလို့အခုကမမှတ်မိတော့တာမဟုတ်ဘူးသိလားမှတ်မိတယ်ဘေးမှာလုံးပေါ်ကင်ဘက်တွေရှိနေတော့လေဦးစားပေးတယ်လို့ပြောနေမှာဆိုလို့သိရလားဟုတ်ကဲ့ကိုကြီးကျမရဲ့အတန်တွေတုံရင်နေခဲ့တယ်အငယ်လေးတောင်တက္ကသိုလ်ကျောင်းသူကြီးဖြစ်လို့အလုပ်ခွင်ထဲတောင်ဝင်တော့မှာပါလားကိုကြီးကကျမကိုကြည့်ရင်လည်းပြုံးနေပြီးတော့ကျမရဲ့ခေါင်းလေးကိုခပ်ဖဖလေးပုတ်ပေးတယ်ကျမရဲ့စိတ်ထဲမှာတိတ်ကနေနေအောင်နှွေးထွေးသွားခဲ့ရပါတယ်ကျောင်းမရဲ့တာစီပြန်လာငယ်လေးဟုတ်ပြန်နေကိုကြီးအော်တချို့ကျောင်းသူတွေကြတော့ကောင်းလေးရှိနေတော့ကျောင်းမရက်တွေမပြန်မဲနဲ့မြို့ထဲသွားလဲတတ်ကြရလေကျွန်တော်မှရီးစားမရှိပါဘူးကျမရဲ့စကားအတန်ကိုကိုကြီးကြတော့အဲ့ဒီမျက်မှန်လေးအောက်ကပြုံးနေတယ်အခုထိချစ်သူကမရှိသေးဘူးပေါ့တဲ့စိတ်ထဲကနေကိုကြီးကိုစောင့်နေမှတော့ဘယ်လိုလုပ်ချစ်သူရလာတော့မှလဲလို့ပြောနေခဲ့ပေမဲ့အပြင်မှာကတော့ဒီလိုပါပဲကိုကြီးရဲ့ကျွန်တော်ကိုစိုက်မဲ့သူမရှိလို့ပဲပေါ့ဟာဒီငယ်လေးရတော့လေအကိုလည်းကုမ္ပဏီကနေခွင့်ခဏယူပြီးတာစီမှာနေအောင်မှသိလားဟုတ်လားကိုကြီးဟုတ်တယ်တာစီကြရင်ဆုံးရမယ်မလားကိုကြီးရဲ့အမေကိုခေါင်းလေးဖြည်းဖြည်းလှုပ်ရင်ညှိခဲ့မိတယ်ကိုကြီးနဲ့အတူတူအဆောင်ရောက်ခဲ့တဲ့အထိလမ်းလျှောက်ပြန်ခဲ့ရတဲ့အချိန်လေးဟာအရန်ကိုကြည်နူးမှုကောင်းခဲ့တာပါပဲ